လီဗာပူးမှာအခွင့်အရေးရှိနေစေပဲလို့စလော့ယုံကြည်ဘောလုံးကျသူများတို့ကျမတို့ရဲ့1 million channel များပြန်ကြိုးစားပါမယ်။PSGတင်ကိုပထမကြော့အဝေးကွင်းမှာ2 ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့ပေမဲ့လီဗာပူးတင်မှာဆီမီဖိုင်နယ်တက်ဖို့အခွင့်အရေးရှိစေပဲလို့နီးပြစလော့ကယုံကြည်ထားပါတယ်။ပထမကြော့အိမ်ကွင်းမှာအနိုင်ရခဲ့တဲ့ PSG တင်ကနောက်တစ်ပတ်မှာဒုတိယကြော့ပွဲဖြစ် MV ကိုလာရောက်ကစားမှာဖြစ်ပါတယ်။နီးပြစလော့က PSG အိမ်ကွင်းမှာရလကောင်းမှုအတွက်ကစားကွက်နဲ့ဗျူဟာကိုပြင်ဆင်လာခဲ့ပေမဲ့ PSG တင်ကိုမရှင်နိုင်ခဲ့တာဖြစ်ပြီး PSG တိုက်ဆက်ကအဆုံးသတ်အားနည်းမှုကြောင့်2 ဂိုးသာပေးခဲ့ရတာဖြစ်ပါတယ်။2 ဂိုးပြတ်ဆိုတဲ့ရလကနောက်တစ်ဆင့်တက်ဖို့တေချာပြီလို့ပြောလို့မရတာကြောင့်ဒုတိယကြော့ MV ကွင်းမှာလီဗာပူးအသင်းရလကောင်းတဲ့အတူဆီမီဖိုင်နယ်တက်နိုင်လိမ့်မယ်လို့နီးပြစလော့ကပြောသွားခဲ့ပါတယ်။ MV ကွင်းမှာပရိသတ်တွေရဲ့အားပေးမှုနဲ့တူလီဗာပူးအသင်းဘလောက်ကောင်းနေဆိုတာကိုပြသဖို့လဲလီဗာပူးအသင်းသားတွေကိုစလော့ကတိုက်တွန်းလိုက်ပါတယ်။လီဗာပူးအသင်းကအခုရသည်မှာပရီးမီးယားလိချန်ပီယံဆုကိုလက်လွတ်လိုက်ရပြီဖြစ်တယ်လို့ FA ဖလားနဲ့လီဖလားပြိုင်ပွဲတွေမှာလည်းအောင်မြင်မှုမရတာဖြစ်လို့အခုရသည်ချန်ပီယံဆုမျှော်လင့်ချက်ဖြစ်ချန်ပီယံလိတစ်ခုတည်းသာရှိတော့တာဖြစ်ပါတယ်။